မင်္ဂလာပါကျွန်တော်တို့ရဲ့ Burma to US Note Channel ကနေကြိုဆိုပါရစေဒီတစ်ခါတော့ကျွန်တော်တို့ပုံမှန်မြင်တွေ့ကြမှုတဲ့ပြပွဲတစ်ခုကိုရောက်ခဲ့ပါတယ်အဲ့ဒါကတော့ Washington DC နားတစ်ဝိုက်က War Oddities Expo ဆိုတဲ့ပြပွဲပဲဖြစ်ပါတယ်အောက်တိုဘာ25 26နှစ်ရက်ဒီပွဲကိုကျင်းပတာပါဒီပွဲမှာပြတဲ့အရာတွေကတော့ကျွန်တော်တို့မြင်ရတဲ့အတိုင်းပါပဲတကယ်ကို dark ဖြစ်တဲ့ theme တွေပါပွဲကိုရောက်လာသူတွေအာယုံဆိုင်ခံရတဲ့ site အများစုမှာတွေ့ရတာကတော့ဒီတေဆုံးပြီးသားတလိษံတွေကိုပြန်ပြီးအလှဆင်ထားတာတို့ဒီမပုတ်မတိုးအောင်ဆေးရည်နဲ့စိန်ထားတဲ့လက်ရာတွေဖြစ်ပါတယ်ကျွန်တော်လိပ်ပြာနဲ့တခြားကြည့်လို့လှတဲ့ပိုးကောင်လေးတွေကိုကျွန်တော်မှန်ပေါင်နဲ့ခတ်ပြီးတော့ပြန်ရောင်းတဲ့လက်ရာတွေလည်းအများပြားတွေ့ရပါတယ်ကျန်တဲ့အမှုပညာလက်ရာတွေမှာလည်းဒီ Halloween ဆန်ဆန်ကြောက်စရာကောင်းပြီးတော့တခြားပြပွဲတွေမှာမြင်နေကြမှုတဲ့လက်ရာမျိုးတွေကိုတွေ့ရပါတယ်ကြောက်စရာကောင်းတဲ့အရာတွေကိုထူးထူးခြားခြားစုဆောင်းရတာကြိုက်တယ်ဆိုရင်တော့ဒီနေရာကလာကြည့်တဲ့ပြပွဲတစ်ခုပါအမေရိကန်မှာရှိတဲ့စိတ်ဝင်စားဖွယ်ဖြစ်ပျက်တွေနဲ့ပွဲတွေကိုနောက်ထပ်ကြည့်ချင်တဲ့ဆိုရင် Subscribe လုပ်ထားနိုင်ပါတယ်